2025ခုစက်တင်ဘာလရဲ့ဥရောပခီးကိုဂျာမနီနိုင်ငံဘာလင်မြို့ကနေစခဲ့ကြတယ်။ Houston ကနေ Frankfurt Transit နဲ့ဘာလင်မြို့တော်ကိုရောက်လာခဲ့ကြတယ်။ဟိုတယ်မှာ check-in လုပ်ပြီးတိုင်းနဲ့နီးမွေးက Brandenburg Gate ကိုခဏသွားခဲ့တယ်။ဂျာမနီနိုင်ငံရဲ့ထင်ရှားတဲ့လက်မှတ်တစ်ခုပေါ့။နောက်တစ်နေ့မှာတော့ဘာလင်မြို့ကနေ Potsdam ဆိုတဲ့မြို့လေးကိုမီးရထားတနားရီလောက်စီးပြီးသွားခဲ့ကြတယ်။ဘူရာကနေမှဘတ်စကားစီးပြီး Sanssouci ဆိုတဲ့နန်းတော်ကိုဆက်သွားခဲ့တယ်။ဂျာမနီဘုရင် Frederick the Great က1945ကဆောက်ခဲ့တဲ့အပန်းဖြေနန်းတော်နဲ့ဥယျာဉ်ကြီးတစ်ခုပေါ့။လှပတဲ့နန်းတော်ရှိကလေကားတစ်တွေနဲ့ပန်းခြံကြီးရဲ့ရှူခင်းအလှတွေကိုငေးမောကြည့်ခဲ့ကြတယ်။ကိုရီးယားဒရာမာကားတကဖြစ်တဲ့ Queens of Tears တွေကဇာဝင်ငန်းတစ်ခုကိုအဲ့ဒီလေကားတစ်တွေမှာရက်ခဲ့တာကိုမှတ်မိနေသေးတယ်။ Gå tilbage til tanden.ကျယ်ဝန်းလာတဲ့ဥယျာဉ်ကြီးထဲမှာလမ်းတွေလျှောက်လှပတဲ့အဆောက်အဦတွေကြည့်ဓာတ်ပုံတွေရိုက်ရင်းတနေကုန်ကြီးပါကုန်ခဲ့ကြတယ်ဘာလင်ရဲ့နောက်ထပ်လက်မှတ်တစ်ခုဖြစ်တဲ့အရှေ့နောက်ဂျာမနီကိုပိုင်းခြားထားတဲ့ဘာလင်တိုင်းရှိတဲ့နေရာတွေကိုတွားကြည့်ဖြစ်တယ်။1990မှာဘာလင်တိုင်းကိုဖြိုချခဲ့ပြီးတဲ့နောက်ရှေ့နဲ့နောက်ဂျာမနီပေါင်းဆက်သွားတဲ့အခါမှာတော့ဘာလင်မှာတိုင်းပိုင်းစတွေဟိုနားနဲ့ဒီနားနဲ့သာကျန်ခဲ့တော့တယ်နောက်လက်ပတ်ကြည့်စရာအနေနဲ့မီတာစီပီဘာလင်တာဝါဘက်ကိုသွားခဲ့ကြတယ်ပထမဆုံးတာဝါရှိကSt. Mary Church နဲ့ Neptune Fountain နားမှာလမ်းလျှောက်ရင်တပ်ပုံနေတယ်။ St. Mary Church က73ရာစုမှာဆောက်ခဲ့တာနဲ့တော်တော်ရှေးကြတဲ့ဆောက်လုပ်တယ်။ Neptune Fountain က marble တွေ bronze တွေနဲ့ဆောက်ထားတဲ့အမှုစိတ်တရားတွေတော်တော်ကိုပါ16ရာစုကဆောက်ခဲ့တယ်လို့ပြောရတယ်
ဘာလင်တာဝန်ကနေနှမ်းမြင်ရတဲ့ Red Town Hall နဲ့ဘေးနားကတိုက်ခန်းတွေကိုမြင်ရတဲ့အခါမှာတော့မန်းလေးဈေးကြုံနဲ့တာရီစင်ကိုပြေးမြင်မိတယ်အမှတ်တမဲ့ကြည့်ရင်စင်တူတယ်လို့ပဲလေဘာလင်တာဝါကနေမြို့လယ်မှာရှိတဲ့ Museum Island ကိုဆက်သွားကြတယ်။လှပခမ်းညားလာတဲ့ဘာလင် Cathedral နဲ့ Artex Museum ရှိမှဓာတ်ပုံတွေဗီဒီယိုတွေရိုက်ရင်အချိန်ကုန်ခဲ့တယ်ကြောက်တုံးတုံးနဲ့လောက်တုံးတဲကနေလောက်ထားတဲ့ဘိုးအကြီးso big ကြောက်တုံးတုံးနဲ့ဒီလောက်အကြီးဘိုးလောက်ထား okay Kim. Yeah. နောက်ထပ်သွားခဲ့တဲ့နေရာကတော့အရှေ့နောက်ဂျာမနီမပေါင်းဆက်ခင်က checkpoint တစ်ခုအနေနဲ့ရှိခဲ့တဲ့ checkpoint Charlie ဆိုတဲ့နေရာလေးပါပဲမတရားတပ်ပုံတွေရက်ခဲ့ကြတယ်ဘာလင်လာလဲသူတိုင်းမသွားမဖြစ်သွားခဲ့ကြတဲ့နေရာတစ်ခုတက်နဲ့လိုက်ခဲ့မယ်ရိုက်လိုက်မယ်တက်သွားညနေဆောင်မှာတော့ Brandenburg Gate ပဲပြန်သွားကြတယ်။လေသားတဲ့ညနေမို့လူတွေနဲ့စီကားနေတယ်
ရုရှားဘုရင် Frederick Williams က1988မှာအဲ့ဒီမုတ်ဦးကြီးကိုစဆောက်ခဲ့တယ်။သမိုင်းတစ်လျှောက်ထင်ရှားတဲ့အဖြစ်အပျက်တွေဟာအဲ့ဒီမုတ်ဦးကြီးနားမှာဖြစ်ခဲ့တယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာမုတ်ဦးကြီးကြီးမားမားပျက်စီးခဲ့တယ်လို့စာထဲမှာဖတ်ဖူးတယ်။နောက်တော့ Brandenburg ကနေ Berlin ပါလီမန်ဘက်ကိုလမ်းဆက်လျှောက်ခဲ့တယ်။လှပခါညာတဲ့အဆောက်အဦကို1884မှာစဆောက်ခဲ့တယ်။အဲ့ဒီအဆောက်အဦထဲမှာဂျာမန်အစိုးရအဆက်ဆက်ရဲ့ခေါင်းဆောင်တွေကိုရွေးခဲ့တာပေါ့။အထဲကိုဝင်ပြီးလေ့လာလို့ရပေမဲ့အကြာကြီးတန်းစီရမှာမို့မဝင်ခဲ့ရတော့ဘူးလေ။ ပါလီမန်ကနေမလန်မကန်က Holocaust Memorial ကိုလမ်းလျှောက်သွားကြတယ်ကမ္ဘာစစ်အတွင်းကအသက်ခံခဲ့ရတဲ့ဂျူးလူမျိုး6သန်းအတွက် Memorial တစ်ခုပေါ့ဒုတိယကမ္ဘာစစ်ကြီးနှစ်60အကြာ2005မေလမှာဖွင့်ခဲ့တယ်လို့ပြောတယ်မညီညာတဲ့ကြောက်တုံးကြီးတွေ1900ကျော်နဲ့စောက်ထားခဲ့တဲ့အဲ့ဒီ Memorial အမှုပညာလက်ရာဟာတမူထူးခြားနေတာပေါ့နောက်နေ့မနေ့မှာတော့ဘာလင်ကိုနှုတ်ဆက်ခဲ့ကြတယ်Berlin Central Station ကနေယထာစီးပြီး Czech Republic နိုင်ငံရဲ့မြို့တော် Prague ကိုခီးဆက်ထွက်ခဲ့ကြတယ်